ကဲပြောပါကိစ္စ တင့်စီကိုလာတာ နာမည်ကိုမောင်ကြီးကျမနာမည်ကတင်တင်ကြီးနော်နာမည်အပြည့်စုံခေါ်ပါ ဟောဟိုခင်မင်းရင်းနှီးသမှုနဲ့အဖျားဆိုပြီးတော့ခေါ်လိုက်တာပါတင်ကြီးရဲ့ တင်းရန်တစ်လုံးနဲ့မဟုတ်ဘူးနှလုံး It is. တရားကျမကိုခေါ်ရဆို ဟုတ်တယ်ဆရာမကျွန်တော်ဟိုဘက်လှည့်ပြပါလား ရှင် ဆရာမရဲ့ခန္ဓာကိုယ်နောက်ကနေကြည့်ချင်း ရှင် လှုပ်ပါလှည့်ပြပါ ဆရာကျမဘာတော်နဲ့လှည့်ခိုင်းတာလဲဆရာကျမဘလို့ထင်နေရလဲ ဘယ်လိုမှမထင်ပါဘူးဘာဖြစ်လို့လဲဆရာမတော့လိုင်းမောင်ရိုက်တင်နေသေးရပဲတစ်တော့ပေါ်မှာဆရာမရဲ့ခန္ဓာကိုယ်ကြီးပြပြီးအများကြီးရိုက်တင်နေသေးရပဲကျွန်တော်ကလိုင်းမောင်ရတဲ့အပြင်မှာပူကြည့်ချင်တာဟုတ်ပါဘယ်ဘက်တက်ပြန်လဲ ဆရာကျမမစော်ကားနဲ့နော်ဆရာကကျမရဲ့ကောင်ကြီးကအများကြီးကြိုက်နေပြီ ဟိုးဒီမှာဆရာမကိုစော်ကားတယ်လို့ထင်ရင်ကျွန်တော်တယောက်တည်းရပဲစော်ကားတာလိုင်းမတင်လိုက်တော့လူများရဲ့စော်ကားခြင်းကိုခံရတာမဟုတ်ဘူးကျွန်တော်ပြောတာဆရာမရဲ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ဆိုရင်ဆရာမတယောက်ကကျောင်းဝတ်စုံနဲ့ခန္ဓာကိုယ်ကောက်ကျောင်းတွေပြပြီးတက်တော့ဆော့နေတာဟာဆရာမဆိုတဲ့ဂုံပုတ်တဲ့ဂုံထိတ်ခါကိုကထိကြိုက်စေရဆိုဆရာမနားမလဲဘူးလား follower တွေ like တွေ comment တွေဝိုင်းထင်းနေရတာ comment တွေဆိုရင်ရကြမရှိဘူးတချို့ comment တွေဆိုရင်နှမချင်းမစာမနာဒီသူတို့စိတ်လို့ရအောင်လေတင်းနဲ့ဆရာမကိုလည်းဟုတ်မှမဟုတ်တာဒီမဲ့ဆရာမယူနီဖောင်းကြောင့်လူကုန်တက်လူကြောင့်ယူနီဖောင်းကိုကုန်တက်တယ်အခုကလူကြောင့်ယူနီဖောင်းရဲ့ဂုံတိတ်ကညှိုးနှမ်းရစီဆရာမရဲ့လုပ်ရက်ကကျောင်းဆရာမဆိုရဲ့ဂုံပုတ်ကိုဘယ်လောက်ထိထိကြိုက်စီရဲဆိုတာဆရာမနားမလဲဘူးလားဟိုးဆရာမအားရပါရငုံကျွန်တော်ပြောတာနားရှင်နေကနေနစ်နေအောင်နားပြလိုက်မောင်းမြလိုက်ကျွန်တော်အေးပြီးရင်ဆရာမရဲ့ဂုံတိတ်ခါနဲ့တန်ဖို့ဟောအမြင့်ဆုံးဒီမြင့်တင်မလိုက်ခင်ဗျားတို့တွေလည်းမှတ်ထားဒီလိုပျက်စီးယူရွေးနေတာတွေကလူကောင်းတွေဘာတိပါတာငြိမ်နေကြလို့ပဲဟေးအဲ့တိုင်းသာဆက်ပြီးတော့ငြိမ်နေမယ်ဆိုရင်ကျွန်တော်လူဝင်ချင်းတစ်ခုတော့ဒီကပို့ပြီးတော့ပျက်စီးဖို့ပဲရှိရတယ်ကျွန်တော်ပြောနေတာနေရာတိုင်းအားလုံးတွေပြောနေတာ